လေးရဲ့မေမေလေးနေနဲ့ကိုယ့်ရဲ့ရင်သွေးလေးကြမ်းကြမ်းမာမာနဲ့ချောချောမွေ့မွေ့မွေးဖွားနိုင်ဖို့အတွက်အများနဲ့စိုးရင်ပူပန်နေကြရတယ်မလားဒီလိုမျိုးကိုဝန်ဆောင်နေတဲ့အချိန်မှာမေမေတို့အနေနဲ့ကိုရောစိတ်ပါကျန်းမာပြီးတော့ခန္ဓာရည်ရှိဖို့အတွက်ကကြိုတင်ပြင်ဆင်သင့်တာတွေပြင်ဆင်ထားဖို့အရေးကြီးပါတယ်အဲ့တော့နမရဂျူးဂျူးလေးကိုဝန်တော့ကဘယ်လိုမျိုးကြိုတင်ပြင်ဆင်မှုလေးတွေလုပ်ခဲ့တယ်ဆိုတာကိုအားလုံးပြပြမယ်နော်ပထမဆုံးအနေနဲ့ကတော့ဆရာဝန်စီပုံမှန်သွားပြီးတော့ဘိုက်အပ်ပါတယ်ပြီးတော့ဆရာဝန်ညွှန်ကြားတဲ့အတိုင်းအစားအသောက်တွေတိကျစားပြီးတော့ကိုလက်လှုပ်ရှားမှုလေးတွေလုပ်တယ်စိတ်ကျန်းမာရေးအတွက်ကတော့စိတ်ဖိစီးမှုအတက်နိုင်ဆုံးနည်းအောင်နေပြီးတော့အေးအေးဝဝအိပ်ပါတယ်အော်ဆရာဝန်တွေညွှန်ကြားတဲ့ကာကွယ်ဆေးတွေပုံမှန်ထိုးဖို့လည်းမမေ့ရဘူးเนาะပြီးတော့နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ကိုဝန်ဆောင်ခြင်းမှာလိုအပ်တဲ့အာဟာရဓာတ်တွေကိုဖြည့်ပေးဖို့အတွက်ကိုဝန်ဆောင်အားဆေးတွေတောက်ပေးဖို့လည်းလိုအပ်ပါတယ်เนาะကိုဟိုတနေ့က OB မေကအတင်ထားမေမေဆိုတဲ့ post ကတ်လေးနဲ့အတူချက်လေးနဲ့ကျူးကျူးလေးအတွက်အရုပ်ကလေးတွေလက်ဆောင်ပူပြီးပို့လိုက်သေးတယ်။ OB မေကိုဝန်ဆောင်မေမေတွေအားလုံးရင်းနှီးပြီးသားဆေးလေးဖြစ်မှာပါ။ OB မေမှာကိုဝန်ဆောင်ချိန်မှာရောမွေးဖွားပြီးနိုးတိုက်ချိန်မှာပါမိခင်ရောကလေးအတွက်လိုအပ်တဲ့ဗီတာမင်နဲ့အာဟာရဓာတ်တွေရရှိစေဖို့ဗီတာမင် A, B အုပ်စုဗီတာမင် C, ဗီတာမင် Dတန်တက် folic acid iodine အပြင်အခြားသတ္တုဓာတ်တွေအများကြီးပါဝင်ပါတယ်။တခြားအသေးစိတ်သိချင်တာရှိရဲဆိုရင်လည်း OB မြန်မာရဲ့ page မှာတွားရောက်ပြီးတော့စုံစမ်းမေးမြန်းနိုင်ပါတယ်နော်။နည်းနည်းအခုအမကလေကိုဝင်လေးလာရှိနေလေဘာအားစီးလေးတောက်ရင်ကောင်းမလဲပေါ့နော်အဲ့ဒါနမ်းမြက်စီကအကြံလေးလိုချင်လို့ပါဟုတ်ကဲ့နမက်တုံးကလည်းဒီ OB မင်းအားဆေးကိုတောက်ခဲ့တယ်အဲ့တော့နမက်အခုကိုဝင်လေးလာဆိုလို့ရှိရင်လည်းကိုဝင်ဆောင်အားဆေးကစတောက်ဖို့လည်းလိုအပ်နေပြီဖြစ်တဲ့အတွက် OB မင်းတောက်ဖို့အတွက်နမက်ကတော့အကြံပေးခြင်းတယ်မဆိုလေနမြက်ဟိုဒီကို OB မင်းကလေကိုဝင်ဆောင်နေတဲ့အချိန်မှာတောက်ရုံနဲ့မဟုတ်ဘူးခလေးမွေးပြီးရင်ရောတောက်လို့ရလားရတာပေါ့ဒီ OB မင်းလိုမျိုးကိုဝင်ဆောင်အားဆေးတွေကိုကိုဝင်ရှိနေတဲ့တောက်လျှောက်မှာလည်းဇက်တိုက်တောက်ရမယ်ပြီးသွားလို့ခလေးမွေးပြီးလို့နိုးတိုက်နေတဲ့တောက်လျှောက်မှာလည်းဒီလိုကိုဝင်ဆောင်အားဆေးတွေကိုဆက်ပြီးတော့တောက်လို့ရတယ်တောက်လဲတောက်တဲ့ဟုတ်ကဲ့ပါရှင်ကျေးဇူးပါမနက်နဲ့ရေမနေနဲ့လေကိုဝင်ဆောင်တဲ့တရားမြင်နေလေဟိုအဲ့လိုဖြစ်လို့တရားပေါ်မှာတိတိကျကျလေးနေချင်လို့ဟိုလေကိုဝင်ဆောင်တဲ့နေအတွင်းမှာလေအဲ့လိုဆောင်းရမ်းနေရရှိတိုင်းဘာတွေစားတင်တယ်ဘာတွေမစားတင်ဘူးအဲ့လိုမျိုးလေဟုတ်အဓိကကတော့လေဟိုဆောင်းရရှောင်းရဆိုတော့အစားတောက်နဲ့ပတ်သက်ရင်တော့ဗမာတွေကများသောအားဖြင့်ကိုဝင်ဆောင်ညီမဟိုမစားနဲ့ဒီမစားနဲ့အဲ့လိုတွေအရမ်းများတယ်ပေါ့နော်ဒါပေမဲ့အမှန်ကတော့ကိုဝင်ဆောင်ကအစုံစားတင်တယ်အာဟာရတွေအစုံရမယ်ဒီအစာအုပ်စုတွေအကုန်လုံးပါအောင်စားရမယ်အဲ့တော့မှကိုကကလေးအတွက်လိုအပ်တဲ့အာဟာရတွေကိုပေးနိုင်မှာပေါ့နော်အဲ့ဒါကြောင့်မလို့မိခင်နေအနေနဲ့ကအစားရှောင်တာမျိုးလုံးဝမလုပ်သင့်ဘူးတချို့တွေကြောက်ရလဲဝေးအရန်တက်သွားမှကြောက်လို့ဆိုပြီးအစားရှောင်တာတွေရှိတယ်အဲ့ဒါမျိုးတွေကမလုပ်သင့်ဘူးတင်းလျောက်ပတ်တဲ့ပမာဏကိုစားရမယ်ပေါ့နော်စားရမယ်ဆိုလို့လဲပို့ပြီးတော့2ယောက်စာစားရမယ်တော့မဟုတ်ပါဘူးလိုအပ်တဲ့ပမာဏနဲ့လိုအပ်တဲ့ဒီတင်းတဲ့အစာအုပ်စုတွေအကုန်လုံးပါအောင်စားရမယ်ပေါ့နော်တက်နိုင်ရင်တော့အစာမရှောင်တာကောင်းတယ်ရှောင်ရမယ့်ဟာတွေကတော့ချင်းလွန်းဆက်လွန်းတဲ့ဟာတွေပြီးတော့ဒီ coffee အဲ့ဒါမျိုးတွေရှောင်လို့ရှိရင်တော့ရပါပြီဟုတ်ဝေဖွားကန်ဒီမေမေတို့အနေနဲ့လည်းဆေးရုံသွားဖို့လိုအပ်လာပြီဆိုရင်ချက်ချင်းထသွားလို့ရအောင်လို့ကိုလိုအပ်တဲ့ပစ္စည်းလေးတွေထုတ်ပိုးထားဖို့လိုပါတယ်ကိုတောက်နေကြကိုဝင်ဆောင်အားဆေးလေးယူသွားဖို့လည်းမမေ့နဲ့ဘူးနော်အဲ့တော့ကိုဝင်ဆောင်မေမေတွေအနေနဲ့ဒီလိုမျိုးသေချာပြင်ဆင်ပြီးစိတ်ရောကိုယ်ပါကျန်းမာအောင်နေမယ်ဆိုရင်ကိုယ့်ရဲ့ရင်သွေးလေးကိုကျန်းကျန်းမာမာနဲ့ချောချောမွေ့မွေ့မွေးဖွားနိုင်မှာသိကြပါတယ်အတင်ထားပါမေမေတို့ရေ